ငါဒီနေကြစီမှာကယ်တယ်ခံလိုက်ရလားဆိုပြီးတော့တန်းကြီးတို့ကတွေးနေပါတယ်ငါခတိပေးသူ့လက်တွေနဲ့မင်းကိုထပ်မတိရအောင်ဆိုပြီးနာတို့ကတန်းကြီးတို့ပြောလိုက်ပါတယ်အာကာဇာကဘာဖင်ရလဲအရှုံးပေးလိုက်လို့ဆိုပြီးတန်းကြီးတို့ထားထိုးရချင်းမှာနာတို့ကချာကရာလက်မှာဆိုပြီးအာကာဇာတစ်ချက်တည်းပြန်ထိုးချလိုက်တာအာကာဇာလက်တစ်ချမ်းကွဲသွားတယ်ဒါတော့လူထက်တဲ့လက်တွေပဲငါအဲ့ဒါသဘောကျတယ်မင်းကငါတို့ညောပြန်ပွဲလာရှုံနေတာမင်းတို့ဒီမိုပြောင်းတာခံကျင်လို့လားဆိုပြီးအာကာဇာနောက်တွင်မိလိုက်ပဲဒါတစ်ပါယောအဲ့ဒီတမရီဝိညာဉ်ကခံစားမိနေမင်းဟာရှိရလားဒါနဲ့ပဲအိုဇူမာကီနာရူတိုကိုမီဂျင်ဂျူရက်ကေရတယ်အဲ့ပဲအာကာဇာမင်းနဲ့ငါနဲ့ကြားမှာရှိအချီမဆုံးခေါ်ချက်ချက်ကပါလေတည်လားအဲ့ဒါမင်းရဲ့လူသားဖြစ်နေတာပဲမင်းလုံနိုင်တဲ့အထက်ပို့ပြီးပေးမယ်ပြပြကြီးဒီမိုလုပ်လိုက်ပါနာရူတိုနာရူတိုကမလုံနိုင်ပြလို့အာကာဇာတင်းသွားပြီးရေခဲမိုးတိုက်ပွဲစားတုံးနေအာကာဇာကနာရူတိုမြန်မာလူကြီးပြေးထွေးတော့နာရူတိုကချာကရိုင်လက်မှာဆိုပြီးတစ်ချက်တည်းအာကာဇာပြန်ထိုးချပလိုက်နာရူတိုနဲ့အာကာဇာချနေရမြင်ပြီးတော့ဘေးနာကနေနဲ့ကောင်ငါမျက်လုံးကမြုံနေပြီးလုံနေပြီအာကာဇာဇောက်တိုကြီးဆင်းလာပြီးတော့နာရူတိုလက်တီးချက်တီနဲ့ထိုးတာနာရူတိုအသားလေးရှောင်ပြပြီးတော့ဖလီကာနဲ့တစ်ချက်အာကာဇာပြန်ထိုးချပလိုက်တာအာကာဇာနောက်ကို2ပေးလောက်လွှင့်သွားတယ်မင်းမပုံးနေရလေကောင်လေးဆိုပြီးတော့အာကာဇာတော်ရိုက်လိုက်ရှာအာကာဇာဆပ်ပရိုက်မှာကားပြီးတော့နာရူတိုကန်ချပလိုက်တယ်နာရူတိုနောက်ကို2ပေးလောက်ပြန်လွှင့်သွားရတယ်ပြပြကြီးဒီမိုလောက်လိုက်စမ်းမနာရူတိုငါဒီမိုဖြစ်နေရကြောက်မင်းအတွက်မတရားလို့ခံစားရတယ်တေးချလားနင်ဂျူစုတုံးတော့မှာတော့ခါကင်းတို့ရှင်တို့ဂျူစုမာဒီဘေရှယ်ကုန်းနေအများကြီးပွားပြီးတော့အာကာဇာရာဆင်ကန်နေနဲ့ပြေးထိုးတာအာကာဇာကြွသွားတယ်ဒီဘက်မှာဆာစကီရဲ့အပမွန်ဒီဘုံနောက်တစ်ကောင်ရှာနေပြီဆိုပြီးတော့ကျူတာရီစီရောက်လာပါတယ်ကျူတာရီကငါမင်းရဲ့မျက်နှာနဲ့တားယူကြိုက်တယ်မင်းမဆယ်ရီကိုလည်းကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ငါမင်းလည်းမဝနိုင်လို့အကွာဘာလာပြောနေမစလို့ရှော့ရကြစကားများရက်ပြီးတော့တက်ပလိုက်လို့ဆိုပြီးတော့ဒါကီယာသူ့ကိုယူလမ်းပြောနေပါတယ်ငါမင်းကိုအခုပဲတက်ပြီးမယ်ဆိုပြီးတော့ Blue Circle စီနဲ့ဆာစကီကိုလမ်းပစ်လိုက်ပါတယ်ဆာစကီကအခြားခန့်ကိုရှောင်ပြီးတော့အမှရှိတဲ့လူမျိုးကိုတုတ်ဆက်ကပ်ပဲချင်းရတယ်မင်းတို့မြန်ပြေးရောဆိုပြီးပြောလိုက်ပါတယ် Fire Style Go get King Juice ဆာစကီက Fireball Juice နဲ့ထဲမှာရှိရဲ့မလောက်လီမလောက်စားတဲ့ကောင်ပြီးမြိုက်ပြလိုက်တာဟိုတိုင်းမှာမီးလောင်သွားတယ် What the fuck အဲ့ဒါဘာကြီးလဲမင်းတို့ညမသေးသေးဘူးနည်းနည်းတော့ထေးကြီးသွားပြီဒါကီကသူ့ကိုယူအမြဲလေးပြောနေတဲ့ Guitar ကစိတ်ပဲပူပါတယ်ငါသူ့ကိုမြန်တက်တော့မှာကောင်းတာပေါ့ငါ့ကိုထပ်ပြီးဖြောပြီးပါအောင် Guitar ကငါ့ကိုမလောင်လဲဆိုပြီးတော့ Rotating Circular Slashes နဲ့ Sasuke ကိုလမ်းချလိုက်ပါတယ် Sasuke ကရှောင်းလိုက်ပြီး Chidori နဲ့ပြေးထိုးတာ Guitar ကကတိလေးလွတ်သွားတယ်မဖြစ်နိုင်ဘူးဒါဘလို့ကျဲတဲ့တိုက်ခိုက်မှုကြီးလေ Guitar ကဒဇင်နဲ့ပြေးခုတ်တာ Sasuke က Chidori နဲ့ထိုးပြီး Susanoo ဖောင်းနဲ့အသားလေးဖမ်းပြလိုက်တယ်ကိုကြီးဘလို့ဖြစ်တာလဲပြန်ထားပြီးတိုက်ပါအောင်ဟာဒါကီပြောပေမဲ့ Guitar ကမလှုပ်နိုင်တော့ပဲ Sasuke ရဲ့ Susanoo ဖောင်းနဲ့မှဖမ်းမိသွားပြီဖြစ်ပါတယ်ဒါကီက Guitar ကိုခြားတယောက်စီမှာကောင်းဖြတ်မခံနဲ့ဆိုပြီးတော့ OB Slashes နဲ့ Sasuke ကိုလမ်းချပါတယ် Sasuke ကနားကြီးရဆိုပြီး Guitar ကို Susanoo နဲ့ညှစ်တက်ပလိုက်ပါတယ်အာရှိပါဒါကီကသူ့ကိုယ်ကြီးတေးွားလည်းမြည်ရော Sasuke ကိုတိုက်ဖို့အင်အားတော့မရှိတော့ပါဘူး Sasuke ကမင်းလေပဲဆိုပြီးဒါကီကိုလည်း Susanoo နဲ့ထိုးချပလိုက်ပါတယ်အီရှာဒါကတော့ Naruto Croppers Demon Slayer ပတ်2ပဲဖြစ်ပါတယ်စောတိကြည့်ပေးတဲ့တယောက်ချစ်တဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်လူတီပါဖြစ်ပါတယ်ဆိုတော့ bye bye